ကျွန်တော်တို့ကစူးစမ်းတယ်ကျွန်တော်တို့အထက်လူချင်းကကျွန်တော်တို့စူးစမ်းမှုအတိမတ်မပြုတ်ဘူးဒီလိုမျိုးပြောတာတွေမေးတာတွေကျွန်တော်တို့ဟောပြောပွဲတွေဆွေးနွေးပွဲတွေသင်တန်းတွေမှာခဏကြားကျွန်တော်အမြဲတမ်းပြောတယ်ကျွန်တော်တို့ကလူတွေကလစ်လူရှုလို့မရအောင်စူးစမ်းအားထုတ်ဖို့လိုတယ်ကျွန်တော်တို့အထက်လူကြီးကကျွန်တော်တို့ရဲ့စူးစမ်းအားထုတ်မှုကိုလစ်လူရှုလို့မရအောင်စူးစမ်းအားထုတ်ဖို့လိုကိုယ့်ရဲ့စူးစမ်းအားထုတ်မှုဟာကိုယ့်အလုပ်ပေါ်မှာတခြားသူတွေချီးကျူးမှအလုပ်လုပ်မယ်တခြားသူတွေကိုယ့်ကိုဝိုင်းပြီးတော့ပန့်ပိုးပြီးမှအလုပ်လုပ်မယ်လို့ကျွန်တော်တို့ကခံယူထားလို့မရဘူးလူတွေချီးကျူးမကျူးကိုလှုပ်เสียရှိတော့အကောင်းဆုံးဆောင်ရွက်ဖို့လိုတယ်အဲ့တော့ဇနကြနီတိကျမ်းမှာနီတိဆရာကြီးတွေကအတိလင်းပြောထားတယ်ကေတရားစာချင်းသိမင်းဟာတောရဲ့ဘယင်ဖြစ်တယ်သူ့ကိုဘယ်သူမှဘယ်တရိတ်ဆန်တရားမှဗိတ်သိက်သွန်းလောက်ပြီးတော့ဘယင်ဖြစ်တင်းမြောက်ထားတာမဟုတ်ဘူးသူ့ရဲ့စွမ်းဆောင်ရည်ကြောင့်သူ့ရဲ့ position နေရာကိုရတာဖြစ်တယ် position နေရာဆိုတာဟာမိမိရဲ့စွမ်းဆောင်ရည်နဲ့တည်ဆောက်ရတာဖြစ်တယ်ဒါကြောင့်ကိုစ조사တွေကိုအထက်လူကြီးကအသိမပြုတ်လို့ခံစားနေရရင်ကိုယ့်ရဲ့အထက်လူကြီးကကိုယ့်ကိုလစ်လူရှုလို့မရအောင်ကိုယ့်ရဲ့စ조사အားထုတ်မှုကိုလစ်လူရှုလို့မရအောင်စ조사အားထုတ်လိုက်ပါနှစ်ဆတိုးပြီးစ조사လိုက်ပါအောင်မြင်မှုတွေကလူချင်းမင်းကိုစောင့်ကြိုနေပါတယ်အဲ့တော့တင်တက်ချင်တဲ့သူတွေကတလောက်ကျွန်တော်တင်တက်တစ်မျိုးပဲဖွင့်တယ်အခု9လပိုင်းမှာဖွင့်မှာကတော့ကျွန်တော်ရဲ့လူကြိုက်များတဲ့စကားဆွမ်းရည်တင်တန်းဖြစ်တယ် business presentations master class ဖြစ်တယ်မြန်မာနှစ်သစ်မှာမိမိတို့ရဲ့စကားဆွမ်းရည်ကိုမြင့်တင်ပြီးအောင်မြင်မှုကိုတိစောက်ချင်တဲ့လူကြီးလူငယ်မည်သူမဆိုတက်နိုင်တဲ့ online တင်တန်းဒီအခုလာမယ်9လပိုင်း6ရက်နေ့စမယ် online ကနေတလားတိတိတင်မှာဖြစ်တဲ့အတွက်ဘယ်ဒေတာမဆိုတက်နိုင်တယ်နေ့စဉ် recorded video တွေကို Facebook group ထဲမှာတင်ပေးမယ် Facebook ကြည့်ဖို့အခက်အခဲရှိတဲ့သူတွေအတွက် Telegram private channel မှာလည်းတင်ပေးမယ် live lecture ကို Zoom ကနေတင်မှာဖြစ်တယ်အပြင်လူတွေတက်ချင်တဲ့သူတွေကတော့9လပိုင်း10ရက်နေ့နဲ့17ရက်နေ့စင်တင်တင်းတွေနေ့ရက်မှာမနက်10:00နာရီကနေညနေ6:00နာရီထိရန်ကုန်မြို့တော်ဝင်စင်တာ3လမှာရှိတဲ့ Emerald တင်တန်းကျောင်းမှာ2ရက်အချိန်ပြကျွန်တော်နဲ့ရင်းနှီးချစ်ခင်စွာတက်ရောက်မှာဖြစ်တယ်။ online မဲ့တက်ချင်အပြင်မဲ့တက်ချင်လူကြီးတို့ရဲ့နာမည်ရဲ့ phone number ကို comment မှာရေးနဲ့ message မှာရေးထားပေးပါ messenger မှာရေးထားပေးပါကျွန်တော်တို့ team ကညီတွေညီမတွေကဆက်သွယ်ပေးမယ်အခုအစီအစဉ်ကြည့်တဲ့သူတိုင်းကို 20% discount ပေးထားပါတယ်အသေးစိတ်အချက်လက်တွေကိုကျွန်တော်တို့ page မှာဝင်ကြည့်နိုင်ပါတယ် we must work together We must build our nation.